ကျမကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးသူ့ကိုပြီးပြည့်စုံစေမဲ့သူပါအပြင်ကဘာကြီးကသူ့ကိုလုံလောက်အောင်စိန်ခေါ်တိုက်ခိုက်နေပါပြီအိမ်ပြန်ရောက်တဲ့အခါနောက်ထပ်ပြိုင်ဘက်တစ်ယောက်နဲ့ထပ်ပြီးစစ်ခင်ဖို့မလိုအပ်ပါဘူးကျမယောက်ျားနဲ့ဘသူကပိုတာလဲဆိုတာမျိုးအနိုင်အရှုံးရှင်ပြိုင်ဖို့စိတ်ကူးမရှိပါဘူးယောက်ျားတစ်ယောက်အတွက်အပြင်ကဘာကြီးရဲ့လူမှုပတ်ဝန်းကျင်ဟာပင်းပန်းစရာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေပြီးသားပါကျမကသူ့ဘဝထဲကိုဒဏ်ရာတွေထပ်ပြီးမဲ့ရန်သူတစ်ယောက်အဖြစ်ဝင်လာတာမဟုတ်ပဲသူ့ရဲ့ဟာကွက်တွေကိုအချစ်နဲ့ဖာထီးပြီးပြည့်စုံတဲ့ဘဝတစ်ခုဖြစ်အောင်လုပ်ပြီးဖို့ရောက်လာတာပါမင်းထက်ငါသာရမယ်ဆိုတဲ့အတ္တတွေကိုဘေးဖယ်ပြီးကျမတို့နှစ်ယောက်ပေါင်းဆက်ပြီးဘလို့ပုံမူကြီးမားတဲ့အောင်မြင်မှုတွေကိုအတူတကွတီဆောက်ကြမလဲဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းကိုပဲရှေ့တန်းတင်ပါတယ်ငါတို့ဟာတစ်ယောက်ကိုတစ်ယောက်တွန်းချရမယ့်ပြိုင်ဘက်တွေမဟုတ်ပဲအမြင့်ဆုံးအထိအတူတူတက်လန်းကြမယ့်အကောင်းဆုံးအဖော်မူတွေပါအမျိုးသမီးတစ်ယောက်ရဲ့ပံ့ပိုးကူညီမှုနဲ့နားလေပြီးမှုဆိုတာအားနည်းလို့ထိန်းချုပ်မှုကိုငုတ်ခံနေရတာမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့ရင့်ကျက်တဲ့အသည့်စိတ်တန်ဖိုးရှိတဲ့ရည်ရွယ်ချက်အပြည့်နဲ့ဘဝခီးကိုအတူတူရှောက်လန်းဖို့အတွက်ရွေးချယ်လိုက်တဲ့ပူပေါင်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်ယောက်ျားတစ်ယောက်ရဲ့နောက်ွယ်မှာမိန်းမကောင်းတစ်ယောက်ရှိတယ်ဆိုတာသူ့ကိုချုပ်ကင်ထားတာမျိုးမဟုတ်ပဲဘလို့မုံတိုင်းတွေပဲလာဘေးကနေအတူတူရင်ဆိုင်ပြီးမဲ့ကြောက်ဆောင်တစ်ခုရှိနေခြင်းကိုဆိုလိုတာပါ